ရှင်ယေရှုကိုစာရမဏတ်စုံစမ်းသွေးဆောင်တဲ့အကြောင်းအရှင်ယေရှုဗတ္တိဇံမင်္ဂလာခံယူပြီးတဲ့နောက်မှာမာနရဲ့စုံစမ်းသွေးဆောင်တာကိုခံရဖို့ဝိညာဉ်တော်ဟာကိုတော့ကိုတောထဲကိုပို့ဆောင်တော်မူတယ်။အရှင်ယေရှုဟာရက်40လုံးအစာမစားဘဲနေလို့ဆာလောင်တော်မူတယ်။အဲ့ဒီချိန်မှာစာရမဏတ်ဟာကိုတော့စီကိုလာပြီးသင်ဟာဘုရားသခင်ရဲ့သားတော်မှန်ရင်ဒီကြောက်ခဲတွေကိုမုတ်ဖြစ်အောင်အမိန့်ပေးပါလို့ရှောက်တင်တယ်။ဒီခါမှာရှင်ယေရှုကလည်းလူဟာမုန့်နဲ့ပဲအသက်ရှင်ရတာမဟုတ်ဘူး။ဘုရားသခင်ရဲ့နှုတ်တော်အတွက်စကားရှိသမျှနဲ့အသက်ရှင်ရမယ်လို့ကျမ်းစာမှာရေးထားတယ်ဆိုပြီးပြန်ပြောလိုက်တယ်။အဲ့ဒီနောက်စာရမဏတ်ကအရှင်ယေရှုကိုတတ်ရှင်သောမြို့တော်မှာရှိတဲ့ဗိမာန်တော်ထိပ်ဖျားကိုခေါ်ဆောင်သွားတယ်။ပြီးတော့ကျမ်းစာထဲမှာကောင်းကင်တမန်တွေကိုဘုရားသခင်မှာထားတာကတင့်ရဲ့ခြေကိုကြောက်နဲ့မထိခိုက်စေဖို့အတွက်တင့်ကိုသူတို့လက်နဲ့ချီမထားကြလိမ့်မယ်ဆိုပြီးရေးထားတယ်။ဒါကြောင့်သင်ဟာဘုရားသခင်ရဲ့သားတော်မှန်နေဆိုရင်အောက်ကိုခုန်ချလိုက်ပါလို့ပြောလိုက်တယ်။အရှင်ယေရှုကလည်းတင့်ရဲ့ဘုရားသခင်ထာဝရဘုရားကိုမစုံစမ်းရဘူးလို့ကျမ်းစာမှာရေးထားတယ်ဆိုပြီးပြန်ပြောလိုက်တယ်။နောက်တစ်ခါစာရမဏတ်ဟာကိုတော့ကိုအယမ်းမြင့်နဲ့တောင်ထိပ်ပေါ်ခေါ်ဆောင်သွားပြန်တယ်။လောကီတိုင်းနိုင်ငံအားလုံးနဲ့ဘုံစည်းစိမ်တွေကိုပြပြီးငါ့ကိုပြတ်ဝတ်ကိုးကွယ်မယ်ဆိုရင်အခုငါပြထားတဲ့အရာအားလုံးသင်ကိုငါပေးမယ်လို့ပြောလိုက်တယ်။ဒီခါမှာကိုတော့ကစာရန်ငါစီကထွက်သွားကျမ်းစာထဲမှာသင်ရဲ့ဘုရားသခင်ထာဝရဘုရားကိုပဲကိုးကွယ်ရမယ်။အဲ့ဒီဘုရားကိုပဲဝတ်ပြုရမယ်လို့ရေးထားတယ်ဆိုပြီးမိန့်တော်မူလိုက်တယ်။အဲ့ဒီနောက်မှာစာရမဏတ်ဟာကိုတော့စီကနေထွက်သွားတယ်။ပြီးတော့ကောင်းငင်တမန်တွေကလည်းကိုတော့အနာကိုလာပြီးကျွေးမွေးပြုစုကြတယ်။ဒီကျမ်းစကားကတော့ရှင်မဿဲအခန်းလေးအပိုက်ငယ်1ကနေ17အထိဖြစ်ပါတယ်။